ဆက်လား အေး ငါဟိုနေ့ကလေငါတကယ်ချင်းနေလေသွားတော့ဟာအရန်ပြိုကောင်းနေသိလားဘာပဲမဲ့လေသူ့ကိုလေအဲ့လိုမျိုးနောက်ထပ်ကလေဖုန်းဆက်ပြီးတော့ဟာချင်းတော့ကမအားဝဲပြောနေဘာဖြစ်လို့လဲမသိ နေအဲ့နေကနေအိမ်ပြန်ပြစ်လား မပြန်ဖြစ်ဘူးဟာငါတို့စကားပြောတာကောင်းနေရတယ်လေနောက်လဲကြောက်တော့အမှပဲအိတ်လိုက် ဟောအဲ့ဆိုငါနေကစကားရေးကိုငါတင်မိလိုက်မယ် ဘာစကားလေးကွာ ပထမဆုံးတစ်ခွန်းကကြတော့အချိန်ကမစောတော့ဘူးဟာငါတို့အိမ်မှာပဲထမင်းစားပြီးတော့ပြန်ရောနေအဲ့စကားရဲ့အတိတ်ပဲရောနေဘလို့ထင်လဲ သူတို့ကငါ့ကိုသူတို့အိမ်မှာသမင်းစားဖို့ဖိတ်ခေါ်မှာမဟုတ်လား မဟုတ်ဘူးလုံးဝမဟုတ်တကယ်တမ်းသူတို့ပြောချင်တာငါတို့ထမင်းစားချိန်ရောက်နေပြီနေလဲနေကနေနေအိမ်ပြန်ပြီးတော့ထမင်းစားတော့အဲ့လိုမျိုးပြောချင်တာနေအဲ့ဒါကိုအတီးယူပြီးတော့အမှအဲ့လိုနေလို့မရဘူးလေ အဲ့ဆိုရင်လူတွေကစကားတစ်ခွန်း ဒုတိယစကားတစ်ခုကကြတော့17နာရီတောင်ရှိနေပြီပဲအချိန်ကြီးကကုန်တာမြန်လိုက်တာဟာ7တောင်ရောက်တော့မယ်နော် तू ကတကယ်လို့အဲ့လိုမျိုးအချိန်နေရွယ်စတိုက်ပြောနေရဆိုလို့ရှိရင်ရောဘာအတိတ်ပဲလို့နေထင်လဲ ဟာဒီတိုင်းသူအစင်ပြေတာပြောနေရပဲမဟုတ်ဘူးလားဘာတိတ်ရွယ်ရရှိအောင်ပါ မဟုတ်ဘူးအဲ့ဒါလုံးဝမဟုတ်ဘူး तू ကနင့်ကိုအချက်ပြနေတာနင့်အိမ်ပြန်ချိန်တက်ပြီဆိုတာကိုနင့်ကိုအချက်ပြတာနင်သူနဲ့အဲ့အိမ်မှာစကားပြောနေတဲ့အချိန်ကလုံလောက်ပြီငါတို့မှလည်းငါတို့ကိုယ်ပိုင်အချိန်ရှိရဲဆိုတာကို तू ကအချက်ပြနေတာအဲ့ဒါကိုနင်းဘက်ကနေပြီးတော့အလိုက်သက်တည်နဲ့အော်ငါပြန်ရတော့မယ်ဆိုတဲ့စိတ်နဲ့နင်းဘက်ကနေနှုတ်ဆက်ပြီးတော့ထွက်သွားပေးတဲ့နဲ့